အားလုံးမင်္ဂလာပါကျွန်တော်ကရီဝေဆောင်ဖြစ်ပါတယ်ခင်ဗျာခုလေးရှိကျွန်တော်ကဟောနာရာသီပေါ်အပီးနှံမျိုးတော့ရှိတယ်ကျွန်တော်ခြံလေးတစ်ခြံထဲကိုရောင်းနေတာဖြစ်ပါတယ်ကျွန်တော်ရာတော့ချိတ်ခတ်တန်းဘာပြောသွားမလဲဆိုတော့နော်ဆိုကျွန်တော်တို့တခုလာအောင်နော်ခြံတွင်းမှာကျွန်တော်တို့ကျွန်တော်တို့မှာဆက်စောပေးစံစောတီးပေးအောင်ရောင်းနေတာဖြစ်ပါတယ်โอเคအဲ့တော့ဆန်းအောင်တီးကကျွန်တော်တို့တခုလာမှာပေါ့နော်သူကအတီးတယ်သူကကျွန်တော်ခြံတွင်းမှာတော့ဘူးတော့တီးရဲ့တီးဖြစ်ပါရှင်ဗျာကျွန်တော်တို့ပဲလေးနေဖက်နေရလေးပေါ့ပဲလေတောင်မီနီပါတယ်စမ်းစောတီးဖြစ်ပါနေခင်ဗျာတခါပေါ်လို့လဲကျွန်တော်တို့စောက်လဲရပါတယ်ကျွန်တော်ငယ်တော့ဆိုဘကတခါပေါ်လို့လဲကျွန်တော်တို့ခူးဆိုနော်ကျွန်တော်တို့ရီထဲမှာထဲပြီးဆိုတော့ရီတင်ပြလာပြပါတယ်တပြည့်လည်းရပါလားခင်ဗျာအဲ့တော့ကျွန်တော်တို့စမ်းစောပြီးပြမယ်ခင်ဗျာဒီလေးပါအောင်โอเคကျွန်တော်ဟိုတာလျောပြောရစကားလေးကိုအချီဆူနှက်ထားပေးတယ်ကျေးဇူးတင်ရှိရခင်ဗျာအားလုံးဘိုင်ဘိုင်